ရေဘူးက9တာရေတဘူး9လားဩ အဲ့မှာစတွေ့ပြီ အဲ့မှာစတွေ့ကြပါပြီရှင် သမီးကြတော့တပွဲဘလောက်တော့လဲတပွဲနဲ့တောင်းပါလေဟမ်ဟဲ့မချာအပလဲနှစ်တောင်းနဲ့ဝင်းအောင်စားနော် နဲ့တောင်းနဲ့ဘာဟင်းပါအောင်ပြလာပြောလဲလားဘာဟင်းပါ ဟင်းပါဟင်းဆွဲကြည့်တော့ပြောကုန်တရားတော့ပွဲစားအောင်လေ စမ်းကြီးကြီးလို့တောင်းနေပေးပါ တဝက်ပဲစားမယ်လို့မေရငါတော့နန်းလေးတောက် ဒါခုမှဟောမလင်းအစရှိတယ်ခမင်းစီစံတဲ့ဘွဲကို2000နဲ့ဒီရတဲ့ဘိုး9တောင်းနဲ့ဖုန်းတစ်လုံးကို1ထိုင်သုံးလို့ရှိရင်9တောင်းနဲ့ တနာကြီးနဲ့9တောင်းနဲ့ဒီကချွေးသီးနဲ့ပြန်နေပြီခမင်းတစ်ဘွဲ2000ဆိုလို့ကဲရပါဦးခုမှစိုင်းစီကြည့်လိုက်ပါဦး မတို့နဲ့ပြောမယ်မတို့စနေရတယ်ဟဲ့လား တကယ်မှသမင်းတစ်ပွဲက2000ခင်းစုံနေပါတော့မှာအလူကကြောတော့1000မိတ်သေး